ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့မြစဉ်ကဥဆောင်ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ရှင်မြစဉ်အခုမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့နတ်တရားပေါ့နော်ဘယ်လိုလူမျိုးတွေကိုစောက်ရှောက်တာလဲနောက်ပြီးတော့နတ်တွေစောက်ရှောက်တဲ့ပုံကိုဟာဘယ်နှမျိုးရှိတာလဲဒီကိုရီးဆိုရင်ရောနတ်တွေစောက်ရှောက်တဲ့ပုံကိုထဲမှာပါလားပေါ့နော်အဲ့အကြောင်းအရာလေးကိုမြစဉ်ကဗဟုသုတရစေဖို့အတွက်ရည်ရွယ်ပြီးတော့မျှဝေပေးခြင်းပါတယ်ရှင်အဲ့တော့နတ်တွေစောက်ရှောက်တဲ့ပုံကိုဆိုတာကဒီနံပါတ်1စောက်ရှောက်တဲ့လူတွေကသူတို့နဲ့ပဋ္ဌာန်းဆက်ရှိတဲ့သူတွေကိုစောက်ရှောက်တယ်ဒီပဋ္ဌာန်းဆက်ကဘယ်လိုရှိလဲဆိုရင်သူတို့နဲ့ဘဝတစ်ခုခုမှာပေါ့နော်ဒီဆွေမျိုးသားချင်းတော်ဆက်ခဲ့တဲ့သူတွေဆိုလို့ရှိရင်သူတို့ကဦးစားပေးပြီးတော့စောက်ရှောက်ပါတယ်ဒါကနံပါတ်1ကကြတော့သူတို့နဲ့ပဋ္ဌာန်းဆက်ရှိတဲ့သူတွေကိုစောက်ရှောက်တာပါနံပါတ်2ဆိုလို့ရှိရင်ဘယ်လိုစောက်ရှောက်လဲဆိုရင်သူတို့အပေါ်ကျေးဇူးပြုမှုတဲ့လူတွေကိုပေါ့နော်ဒီစောက်ရှောက်ပေးပါတယ်ဘယ်လိုကျေးဇူးပြုမှုတဲ့သူတွေလဲဆိုရင်နေစဉ်တို့ကပေါ့နော်ဒီဖျားရှိခိုးပြီးတဲ့အချိန်ပေါ့နော်ဒီဖျားစာတွေယူပြီးတဲ့အချိန်ကုသိုလ်ကောင်းမှုတွေပြုပြီးတဲ့အချိန်ကိုဌာနသီလဘာဝနာတွေပွားများပြီးတဲ့အချိန်မှာဒီကိုမှာစောက်ရှောက်တဲ့ကိုဆောင်တဲ့အပါဝင်ဒီနှကောင်းနှက်မြက်တွေတောင်းနာဆောင်နဲ့မင်းကြီးတွေအဲ့လိုနှကောင်းနှက်မြက်တွေကိုမေစင်တို့ကပြုသမျှကောင်းမှုတွေကိုအမျှပေးရရတယ်အဲ့လိုအမျှပေးရတဲ့အခါမှာကိုအမျှပေးရတာကိုဒီနှကောင်းနှက်မြက်တွေကတာရုလေးခေါ်တယ်အဲ့လိုမျိုးသူတို့တွေတာရုခေါ်ပြီးတဲ့အခါမှာသူတို့မှရှိတဲ့ဒီကိုရောင်ကိုဝါတွေတောက်ပသွားတယ်နောက်သူတို့ရဲ့ပုံမိတ်မှန်တွေဒဆင့်မော်နော်ပို့ပြီးတော့ကောင်းမွန်တဲ့ပုံမိတ်မှန်ကိုသူတို့ရောက်သွားတယ်နောက်တစ်ခုကသူတို့ရဲ့စားစရာတွေပေါ်များကျော်လာတယ်အဲ့လိုအခါကျတော့သူတို့ကသူတို့ရဲ့ဒီဘုံတစ်ခုအချိန်ဝါတွေတက်လာတဲ့အခါကျတော့ငါတို့ကိုဘသူကကျေးဇူးပြုလာလဲဆိုပြီးတော့သူတို့ရဲ့ဒီတကူ80ဘက်အစွမ်းနဲ့ကြည့်ရဲ့အခါမှာသူတို့ကိုကျေးဇူးပြုပြီးရဲ့ဒီလူကြောင့်ဒီလူရဲ့ဒီအမျှကိုငါတို့ရေတာလို့ခေါ်လိုက်တဲ့အတွက်ငါတို့ကဒီလိုမျိုးဘုံတစ်ခုတွေအချိန်ဝါတွေကြီးမားသွားတယ်ဆိုတာကိုသိပြီးရဲ့အခါမှာဒီသူ့ကိုကျေးဇူးပြုပြီးရဲ့အဲ့လူပုံကိုသူကပြန်ပြီးတော့တဖန်ပြန်ပြီးတော့စောက်ရှောက်ပေးပါတယ်ဘယ်လိုစောက်ရှောက်လဲဆိုရင်ကိုရီးရဲ့လိုအပ်ချက်တွေကိုပေါ့နော်ကိုရီတောင်းတတဲ့အရာတွေကိုသူတို့ကတနည်းတဖုံနဲ့ပေါ့နော်ပြေဝသွားအောင်လို့သူတို့ကပြန်ပြီးတော့စောက်ရှောက်ပေးပါတယ်ရှင်ဒါကတော့နံပါတ်2စောက်ရှောက်တဲ့သူပါနော်နံပါတ်3စောက်ရှောက်တဲ့ပုဂ္ဂိုလ်ကကြတော့ဒီ၅ပါးသီလကိုပေါ့နော်၅ပါးသီလကိုဒီမြဲမြံတဲ့ပုဂ္ဂိုလ်တွေကိုခေါ်တာပါဒီနေ့စဉ်တို့ဒီ၅ပါးသီလကိုနေ့စဉ်နေ့တိုင်းပေါ့နော်နေ့စဉ်နေ့တိုင်း၅ပါးသီလလုံခြုံတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်လည်းနှကောင်းလက်မြတ်တွေကစောက်ရှောက်ပြီးတော့ကူညီပေးပါတယ်ဒီနောက်တစ်ခုနံပါတ်4အချက်စောက်ရှောက်တဲ့ပုဂ္ဂိုလ်တွေကကြတော့နေ့စဉ်နေ့တိုင်းတရဏဂုံ3ပါးကိုယုံကြည်ကြည်နဲ့ပေါ့နော်တရဏဂုံတည်ရဲ့သူတွေနောက်တစ်ခါကျတော့တရဏဂုံ3ပါးကိုအမြဲမပြတ်အဆိုပွားများနေတဲ့သူဆိုလို့ရှိရင်လည်းနှကောင်းလက်မြတ်တွေကကူညီပြီးတော့စောက်ရှောက်ပေးပါတယ်တနည်းအားဖြင့်ဆိုရင်တရဏဂုံ3ပါးဆိုတာဖရာတရားတန်ခါကလွဲလို့ဒီတခြားဘယ်နတ်တွေကိုမှမကိုးကွယ်ဘူးဘယ်ပုဂ္ဂိုလ်တွေကိုမှမကိုးကွယ်တဲ့သူတွေကိုခေါ်တာပါနောက်ထပ်ဆောက်ရှောက်ခြင်းခံရတဲ့ဒီ9ယောက်မြောက်ပုဂ္ဂိုလ်ကဘာလဲဆိုရင်ကို့မှာမိဘ2ပါးရှိရဲဆိုရင်တက်ရှိထင်ရှားရှိရဲဆိုရင်ကိုယ့်ရဲ့မိဘ2ပါးကိုဒီပြုစုပြီးတော့ဆောက်ရှောက်တဲ့သူကျွမ်းမွေးလှုပ်ကြွေးပြုစုပြီးတော့ဆောက်ရှောက်တဲ့သူကိုခေါ်တာပါဒီလိုမျိုးမိဘ2ပါးပို့မှာမိဘ2ပါးမရှိလဲမိခင်ဖြစ်ဖြစ်ဖခင်ဖြစ်ဖြစ်ဒီကျွမ်းမွေးဆောက်ရှောက်ပြီးတော့ပြုစုလှုပ်ကြွေးတဲ့သူပေါ့နော်တနည်းအားဖြင့်မိခင်ဖခင်တွေကိုပြုစုလှုပ်ကြွေးဆောက်ရှောက်တဲ့လူတွေဆိုလို့ရှိရင်လည်းနှကောင်းလက်မြတ်တွေကကူညီပြီးတော့မဆာဆောက်ရှောက်ပေးပါတယ်ဒါကတော့9ယောက်မြောက်ဆောက်ရှောက်ခြင်းခံရတဲ့သူပါအဲ့တော့နောက်ထပ်6ယောက်မြောက်ဆောက်ရှောက်ခြင်းခံရတဲ့ပုံကိုယ်တွေကကြတော့ဒီဘာသာရေးကိုပေါ့နော်ဘာသာရေးကိုထဲဝင်နဲ့တေချာလေးကိုအရာတရားတွေအလုပ်တွေကိုလုပ်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့တရားအရာတွေကိုသူတို့တွေလုပ်တယ်အဲ့လိုမျိုးဘာသာရေးကိုတေချာလေးထဲဝင်လုပ်တယ်ဒီလူပုံကိုယ်တွေကိုလည်းဒီနှကောင်းလက်မြတ်တွေကကူညီမဆာပြီးတော့ဆောက်ရှောက်ပေးပါတယ်နောက်ထပ်ဆောက်ရှောက်ခြင်းခံရတဲ့ပုံကိုယ်ရကြတော့ဒီတာသနာရဲ့အကျိုးကိုတည်ပိုးနေတဲ့လူပုံကိုဖြစ်ဖြစ်ယဟန်ပုံကိုဖြစ်ဖြစ်ပေါ့နော်အဲ့လိုပုံကိုယ်တွေကိုလည်းနှကောင်းလက်မြတ်တွေကကူညီမဆာဆောက်ရှောက်ပေးပါတယ်ရှင်ဒါကတော့နှကောင်းနှက်မြက်တွေရဲ့ကုညီမဆာဆောက်ရှောက်ခြင်းခံရတဲ့ပုံကို9ဦးပဲဖြစ်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်ကိုဆိုလို့ရှိရင်ရောဒီအမျိုးအစားပေါ့နော်လူပုဂ္ဂိုလ်9ဦးထဲမှာနှကောင်းနှက်မြက်တွေရဲ့ကုညီမဆာဆောက်ရှောက်ခြင်းချစ်ခင်ခြင်းကိုခံရတဲ့ထဲမှာပါပြီလားပေါ့နော်။အကယ်၍မပါသေးဘူးဆိုလို့ရှိရင်လည်းဒီတစ်မျိုးထဲမှာပေါ့နော်အမျိုးအစားတစ်ခုထဲမှာပါအောင်တို့ကိုကဒီပြုမှုပြီးတော့နေထိုင်လို့ရပါတယ်။အဲ့တော့နှကောင်းနှက်မြက်တွေရဲ့ချစ်ခင်မဆာဆောက်ရှောက်မှုကိုခံရဖို့အတွက်ကဆူတောင်းနေုံနဲ့မပြည့်ပါဘူးเนาะကိုဘက်ကလည်းဒီနှကောင်းနှက်မြက်တွေရဲ့ချစ်ခင်ခြင်းကိုခံရအောင်ခုနပြောတဲ့ဒီ9မျိုးထဲမှာပါအောင်လို့ကိုကနေထိုင်သွားလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ကိုကနှကောင်းနှက်မြက်တွေရဲ့ချစ်ခင်ခြင်းကိုခံရပြီးတော့ကုညီမဆာဆောက်ရှောက်ခြင်းကိုလည်းခံရမှာဖြစ်ပါတယ်ဒါလေးကတော့မေစင်ကားပေါ့เนาะဒီနှကောင်းနှက်မြက်တွေကဘလို့ပုံကိုလေးကိုကုညီမဆာလည်းဘလို့ပုံကိုလေးကိုချစ်ခင်လဲဆိုတဲ့အကြောင်းအရာလေးကိုမေစင်ကမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်ဓမ္မမိတ်ဆွေများအားလုံးနှကောင်းလက်မြတ်တွေရဲ့ကုညီမဆာစောက်ရှောက်ခြင်းကိုခံရပြီးတော့ကို့မှာရှိရဲ့လူရင်းဆန္ဒများအားလုံးပြည့်ဝပါစေလို့မိစဉ်ကဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ရှင်